ပြောက်သွားလို့သူ့ရဲ့ခံစားချက်ကိုမင်းဝင်ခံစားခြင်းဘယ်လောက်ခံစားရမလဲ မင်းတို့မရိုင်းနဲ့ကောင်ဟမ်မင်းလူစိတ်မရှိတဲ့အကောင်ဟမ်သူတို့ခမရလေးတွေမှာအိုက်ဆိုင်လေးကိုရှိလို့ဝယ်ထားတာမဟုတ်ဘူးကွာနော်လုပ်ငန်းလေးတွေအတွက်ခြေထောက်တက်ဖို့ဆိုပြီးဝယ်ထားတာမင်းအခုလို့လွတ်လိုက်တော့သူတို့ခြေထောက်တွေကိုဖျက်လိုက်တော့ဖြစ်မနေဘူးလားမင်းကွာငါအဲ့မှာတိုင်းဒါမှမဟုတ်ဒီမှာပြောင်းခိုင်းပြန်ဒီဝက်စားတွေချုပ်ပေးလိုက်မယ်ငါပြောတယ်လူကြီးတွေပြောနေတယ်လို့ ဒါအီဒူးတို့နည်းနည်းလေးဖြစ်ပြော လူကြီးကလူတွေမတော်မပြောနဲ့လေကိုယ့်ကိုပြောအေးပါအဲ့ဒါအထာဆုံးပြောကလေးကြောင့်အေးပါကွာ ကျွန်တော်နည်းနည်းလျှော့တာမယ်ကျွန်တော်နည်းနည်းလျှော့တာမယ် မင်းတို့နှစ်ယောက်ချမ်းမှာငါတော်တော်စိတ်နေလာပြီငါပြောတဲ့စကားကိုဖျက်ပြမပြောကြပါနဲ့ဟေ့မင်းဘာဖြစ်လို့အဲ့ဒီခိုးတဲ့လို့ကိုလောက်อ่ะ ကျွန်တော်တခြားလုပ်စရာအလုပ်လည်းမရှိလို့ပါအဆင်မပြေလို့ပါဗျ ဟာပြရလေကွာဆင်မပြေတိုင်းခိုးရသလားအကောင်မောင်းတဲ့နှမြုံလိုက်တာမင်းတို့ကြည့်မင်းငါလို့သေတော့ပါပဲမင်းငါလို့သေတော့ပါပဲဒီအောင်သေတော့မယ်ဟိုကြီး လူကြီးတွေပြောနေတယ်လို့မျိုးငါပြောနေဘာဖြစ်နေလဲလို့ ဘူးတို့ပြစ်လိုက်တယ်လို့ပဲဘူးတို့ပြစ်လိုက်တယ်လို့ပဲကိုင်းနေတော့လေလက်စီတဲ့ကြေလိုက်တော့ပွင့်သွားတယ် ပြောဟေ့မင်းတို့တရားရှင်းတယ်လားဘာဖြစ်လို့ဒီလုပ်တွေလုပ်နေရတာငါပြော အခုလက်တလောအချိန်တွေကအဖေနဲ့မေကလည်းနေမကောင်းအဖွားကလည်းစေးုံတင်တာတဲ့ငွေတစ်လုံးတစ်ခဲရမှာဆိုဒီလုပ်ပဲရှိလို့ဒီလုပ်လေးကိုမဖြစ်မနေလုပ်လိုက်ရတာပါ မင်းလို့ရမှန်တယ်မှန်တယ်ဟုတ်ကြည့်ဒီကောင်လို့ရမှန်တယ်ဖာဖြစ်လို့ဆိုအဖေမေဖိုးဘွားအတွက်လုပ်တာအနန္တကိုင်းကိုကျေးဇူးရှင်နေ အော်မိဘအဲ့ဒီ တစ်ထားလို့မရဘူးဗျကဘာမီးတော့တော့တားကောင်ချနေရမှာပဲမင်းလို့ရမှန်လိုက်တာမှုံမြက်လိုက်တာကောင်လေးရဲ့ချစ်ဖို့ကောင်းတဲ့ကောင် မင်းသူ့ဘက်ကလည်းငါတို့ဘက်ကလည်းမင်းရှင်းချင်းလေးပြောရတော့ရပြောမင်းရှင်းချင်းလေးပြောဘက်ကလည်းပြော သူ့ဘက်ကလည်းမဟုတ်ဒီဘက်ကလည်းမဟုတ်ကျွန်တော်အမှန်တဲ့ဘက်ကလိုက်နေတာပါ မင်းတအားတွေကိုသူ့ဘက်ကနားနေတယ်လား ဟုတ်သူ့ဘက်ကနားလို့မဟုတ်ကိုချင်းစားတာပါကျွန်တော်ကိုချင်းစားတာပါ ကိုချင်းတော်စား တာကိုချင်းစားတာပါ တော်ကိုချင်းစား တော်ကိုချင်းစားတာဟိုဘယ်လိုလဲဆိုတော့ဒီဘက်ကလည်းလူကြီးတွေကဥပဒေရမဖြစ်မနေလောက်ရမှာပဲလေ အေးငါတို့လူကြီးတွေအနေနဲ့ကတော့ကြီးရမှုငဲအောင်ငဲရဲမှုပပြောင်းအောင်တော့လုပ်ရမှာပဲကွာနော်အဲ့တော့မင်းအပြစ်ကိုမင်းဝင်ခံတယ်မလား ဟုတ်ကဲ့ဝန်ခံပါတယ်